မနက်ဖြန်30ရက်နေ့နဲ့31ရက်နေ့ကချမ်းသာခြင်းနက်ခတ်စိုးမိုးကြရောက်တဲ့နေ့တွေဖြစ်ပါတယ်အဲ့တော့2026မရောက်ခင်ပေါ့နော်ဒီ30ရက်နေ့နဲ့31ရက်နေ့မှာဒီရေရာလေးကိုလှုပ်ပြီးတော့မန်နန်လေးရွတ်ထားလိုက်မယ်ဆိုရင်ကိုအပါအဝင်ကိုယ့်ရဲ့တအိမ်လုံးတမိသားစုလုံး2026နှစ်ကူးနှစ်သစ်ကိုရောက်တဲ့အခါမှာချမ်းသာမယ်ကြွယ်ဝမယ်အောင်မြင်မယ်နော်လက်တွေပွင့်မယ်ငွေတွေရွှင်မယ်လုံနေတဲ့လုပ်ငန်းဆောင်တာတွေအားလုံးအကြံစီတွေအားလုံးအထမြောက်အောင်မြင်ပြီးတော့တရှိန်တို့စီးပွားတက်ပြီးတော့အတိုက်ခိုက်ဘေးအန္တရာယ်ရန်တွေအားလုံးလဲကင်းရှင်းပြီးတော့လက်လာပါတွေပွင့်လန်းမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ချမ်းသာခြင်းနက်ခတ်ချမ်းသာခြင်းအချိန်ခါချမ်းသာခြင်းသိဋ္ဌိတွေစိုးမိုးကြရောက်တဲ့30ရက်နေ့နဲ့31ရက်နေ့မိမိအိမ်ဖျားမှာကက်လူပူဇော်ရမယ့်ဒီရေရာတွေပေါ့နော်လောက်ရမယ့်ဟာတွေပြပြပါမယ်ခင်ဗျာအဲ့တော့မနက်ဖြန်30ရက်နေ့ပေါ့နော်30ရက်နေ့မှာကတော့မနက်9နာရီရနေပြီးတော့12နာရီအတွင်းမှာလုတ်ပေးနိုင်တယ်ဆိုပိုကောင်းပါတယ်9နာရီရနေပြီးတော့12နာရီအတွင်းဖျားမှာလက်ဖက်9ပုံလှူပေးမှာဖြစ်ပါတယ်လင်ပန်းလေးထဲမှာလက်ဖက်9ပုံပတ်ချလဲထည့်ပြီးတော့ဖျားမှာလှူပေးနော်လှူပြီးရင်ဂုံတော်9ပါးကို18ခေါက်ပွားများပူဇော်ပေးပါဣတိပိတော်ဘဂဝါအရဟံသမသမုဒ္ဒောဝိဇာစရဏသမနောသူကတော်လောကဝိတုနုတ္တရောပုရိသဓမ္မတာရတိတတဒေဝမနုဿနံဗုဒ္ဓောဘဂဝါဆိုပြီးတော့18ခေါက်ပွားများပူဇော်ပေးရမယ်ပွားများပူဇော်ပေးရတဲ့ချမ်းသာခြင်းနက်ခတ်တွေကျွန်တော်တို့နဲ့တကွကျွန်တော်တို့အိမ်မိသားစုထံသို့စိုးမိုးရောက်ရှိလွှမ်းမိုးလျက်အကျိုးကျေးဇူးများစွာခံစားရပါလို့ဤနှစ်သက်မှာအောင်မြင်ခြင်းချမ်းသာခြင်းကြွယ်ဝခြင်းဓာတ်တွေပြည့်ဝပိုင်ဆိုင်ရပါစေလို့ဆုတောင်းပြီးတော့လှူပေးလိုက်ရင်ရပါပြီခင်ဗျာ31ရက်နေ့ကတော့ဒီမနက်ပိုင်းပေါ့နော်9နာရီရနေပြီးတော့နေ့ကင်း12နာရီဒီအကျုံးဝင်နဲ့လှူလို့ရတယ်ပေါ့နော်ဘာလှူရမလဲဆိုတော့31ရက်နေ့မှာကတော့မြတ်စွာဘုရားရှင်ကရမကြီးထံမှာလိန်မော်သီး6စိတ်လှူပေးရမယ်နော်လင်မန်းလေးထဲမှာလိန်မော်သီး6စိတ်ထည့်ပြီးတော့ဘုရားကိုလှူပေးနော်တရဏဂုံကိုကိုးကောက်ရွပေးပါဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိတခအဲ့လိုမျိုးကိုးကောက်ပွားများပူဇော်ပေးဒီ31ရက်နေ့မှာလည်းချမ်းသာခြင်းနက်ခတ်နဲ့ကြီးစိုးလွှမ်းမိုးတဲ့အတွက်ကျွန်တော်ပါမိသားစုလုံးဒီလက်တွေပွင့်ပါစေနဝင်းစီလို့အားပါစေအလုံးစုံသောကိစ္စတွေအားလုံးဖြစ်တော့အောင်မြင်ပါစေလို့ဆုတောင်းပြီးတော့ကတ်လူပူဇော်ပြီးရမှာဖြစ်ပါတယ်30ရက်နေ့ရော31နှစ်ရက်စလုံးကချမ်းသာခြင်းသိတ္တိချမ်းသာခြင်းနက်ခတ်လာဘသိတ္တိလွှမ်းမိုးတဲ့နေ့တွေဖြစ်တဲ့အတွက်ဒီရေရာလေးတွေကိုဖျားစွန်တော်ကပ်ပေးပါခုနဂုံတော်လေးတွေပွားများပူဇော်ပေးပါခုနကလိုမျိုးဖျားစွန်တော်မကတ်နိုင်တဲ့သူတွေကတော့မနက်ဖြန်30ရက်နေ့မှာတဏီဂုံတော်9ပါးပွားများပူဇော်လို့ရပါတယ်31ရက်နေ့မှာတော့တဏီဂုံတရဏဂုံ3ပါးကိုပွားများပူဇော်ပါဒါဆိုရင်နှစ်သက်မှာတေချာပေါက်ကျင်းသေးပေါက်အကျိုးရရှိပြီးတော့ကောင်းကျိုးချမ်းသာတွေနဲ့ချမ်းသာကိုယ်ကတွေရရှိမှာမလွဲဧကန်ဖြစ်ပါတယ်ခင်ဗျာ